Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့စုကအရန်စားလို့ကောင်းပြီးတော့အာဟာရလည်းရှိရဲပဲတိကြောမှာစိမ့်စိမ့်လေးဖြစ်နေအောင်ဘယ်လိုကြောရမလဲဆိုတဲ့နည်းလမ်းလေးကိုလာမြောက်ပေးရပါဗီဒီယိုလေးမစခင်မှာတော့စုရဲ့ channel လေးကဟင်းချက်နေမဟုတ်လို့နည်းတွေကိုစလိုက်တင်ပေးနေရဖြစ်လို့စုရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်ကဲဒါဆိုစုတို့ဗီဒီယိုလေးကိုစောင့်နေလိုက်ကြည့်ပေးပါအောင်နော်အရင်ဆုံးတော့စုတို့ကြော်မဲပဲသီးတွေကိုတခါတည်းခြွေထားပေးလိုက်ပါတယ်ခြွေထားပြီးသားပဲသီးတွေကိုသူ့ထဲမှာရှိတဲ့ပိုးမွှားလေးတွေတန့်စင်သွားအောင်လို့စုကစားရည်ရည်ရည်နဲ့9မိနစ်လောက်စိမ်ထားပေးမှာဖြစ်ပါတယ်အခုလိုမျိုးစိမ်မိလိုက်တာကပဲသီးတွေပို့ပြီးတော့တန့်သွားတယ်လို့ခန်းစားရပါတယ်ကဲစုတို့ပဲသီးတွေစိမ်ထားတော့မှတစ်ဖက်ကနေပြီးတော့ကြော်ဖို့ရအတွက်ကြက်သွန်နီတစ်လုံးကိုခပ်ပါပါလေးတွေလာပြီးတော့လီထားပေးလိုက်ပါမယ်ပြီးရင်တော့ကြက်သွန်ဖြူလေး9မှ6မှလောက်ကိုပါဓာပြားလေးနဲ့ရိုက်ထားပေးလိုက်ပါမယ်ခရမ်းညီဒီလေးတစ်လုံးကိုလည်းထည့်ကြော်ပါမယ်ဒါမှပဲသီးကြော်လေးကဆူဆူလေးနဲ့စားလို့ကောင်းတာပါစိတ်နာရဲ့ပဲသီးတွေကိုစုတို့စားလေးတွေတခြားလေးပြောင်းဆင်သွားအောင်လို့ရေ2ကြိမ်လောက်စီကြော်ထားပေးလိုက်ပါမယ်စုကြော်မဲ့ဒီနေ့ပဲသီးကကြတော့ပဲတောင်းရှည်ကိုသုံးထားတာပေါ့နော်ပဲသီးတွေကိုစားလေးနဲ့စိမ်မိလိုက်တဲ့အခါကျတော့အပေါ်ရံမျက်နှာပြင်လေးကလည်းအမဲတွေပြောင်းပြီးတော့မှလုံးဝစိမ့်စိမ့်လေးဖြစ်နေပါတယ်ကဲစုတို့ကြက်ဥလေးထည့်ကြော်မှာဖြစ်တဲ့အတွက်ကြက်ဥနှလုံးကိုပါပကံနဲ့ဖောက်ထည့်ထားပေးလိုက်ပါမယ်ပြီးရင်တော့စကြော်ဖို့ရအတွက်အိုးရဲကိုစီထည့်ပါတယ်စီပူလိုက်ရင်တော့စနွင်းမုတ်လေးထည့်ပြီးတော့မှလှီထားတဲ့ကြက်သွန်အဖြူရဲ့အနီရယ်ကိုအရင်ဆုံးစီတက်ပေးပါတယ်ခဏလောက်နွမ်းလာအောင်စီတက်ပြီးပြီဆိုလို့ရှိရင်တော့လှီထားတဲ့ခရမ်းညင်သီးလေးပါထည့်ပြီးတော့မှခရမ်းညင်သီးလေးနည်းနည်းလေးဣသွားတဲ့အထိကိုစလို့မှွေထားပေးလိုက်ပါမယ်ခရမ်းညင်သီးတွေဣလာပြီဆိုလို့ရှိရင်တော့စလို့ပဲသီးရထည့်ပြီးတော့ကြော်ပေးပါမယ်ရတာအမောင်လေးထည့်ပါမယ်ပြီးရင်တော့ငန်းပြားရည်ထည့်မယ်စားလေးလည်းနည်းနည်းထည့်လိုက်တယ်ပေါ့နော်တစ်မျိုးနဲ့3ကျင်လည်းရပါတယ်ပြီးရင်တော့အားလုံးတေချာလေးနှံ့ဆက်သွားအောင်လို့မှွေထားပေးလိုက်ပါမယ်ပြီးရင်တော့ပဲသီးလေးတွေနည်းနည်းလေးဣသွားအောင်လို့အဖုံးလေးအုပ်ပြီးတော့မှ9မိနစ်လောက်ကြော်သွားပေးပါမယ်ပဲသီးကြော်တဲ့အခါမမဲသွားပဲနဲ့စိမ့်စိမ့်လေးလိုချင်နေဆိုရင်တော့စူရိုပဲသီးကြော်တဲ့ကိုရေမထည့်ပဲနဲ့သူ့စီလေးနဲ့သူဣသွားအောင်ကြော်ပေးရပါတယ်ကဲစူရိုနောက်ထပ်9မိနစ်လောက်ကြော်ပြီးပြီဆိုလို့ရှိရင်တော့ပဲသီးလေးတွေကဣနေပြီပေါ့နော်စီလေးလည်းတေချာလေးပြန်ပြီးတော့ပဲသီးနှံလေးလည်းမှွေလာပြီဆိုရင်တော့သူ့တွေကိုကြက်ဥလေးတွေဖောက်ထည့်လိုက်ပါမယ်ပြီးရင်တော့အားလုံးနှံ့သွားအောင်မှွေပြီးထားလိုက်ပါမယ်တကယ်လို့ကိုကကြက်ဥမကြိုက်ဘူးဆိုလို့ရှိရင်ပစွန်ကြောက်လေးနဲ့ထည့်ပြီးတော့ကြော်ရင်လည်းအရန်အောင်စားလို့ကောင်းပါတယ်တကယ်လို့ကြက်ဥနဲ့ကြော်ရဲဆိုရင်တော့ပစွန်ကြောက်မုန့်ထည့်စရာမလိုတော့ဘူးပေါ့နော်ကြက်ဥလေးတွေကြက်သွားအောင်မှွေပေးပြီးပြီဆိုတာနဲ့အဖုံးလေးခဏအုပ်ထားပေးလိုက်ပါမယ်ပြီးရင်တော့စူရိုပကံနဲ့ခူးထည့်လိုက်လို့ရပါပြီကဲအခုဆိုလို့ရှိရင်တော့အာဟာရလည်းရှိပြီးတော့စားလို့ကောင်းတဲ့ပဲသီးကြော်နည်းလေးကတော့ပြီးတော့ပါပြီဆေးရဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တဦးတယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဗီဒီယိုအသစ်လေးတွေစလိုက်တင်ပေးဖို့ရှိတာမလို့ဆွေရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ